နင့်လိုသာပြောကြခြင်းဆိုငါနင့်ကိုချစ်လို့ခွင့်လို့ပေးခဲ့ရတယ်အများကြီးနင်ငါကိုမိန်းမကိစ္စနဲ့မျက်ခွက်ကိုလက်သီးနဲ့ထိုးတာနှလုံးထိပြီးအဲ့ဒီကစားမျက်စိတွေမှုန်သွားတာငါမျက်လုံးတွေခုထိမကောင်းတော့မမေငြိမ်သက်နေတယ်ဂျင်းစဘွန်မကြီးမျက်ရည်တွေကခက်ကြမ်းကြမ်းလေးပုတ်တုပ်ပြန်တယ်ရပါတယ်နင်ခုမိန်းမယူမယ်မဟုတ်လားငါတို့မိန်းမရှာတွေဆိုတာကဒီလိုဖြစ်မျိုးဘယ်နည်းများဖြစ်မှာမလဲလို့တထိတ်နေစောင့်နေတဲ့ဘဝတနေ့ကျရင်ဝကိုစုံကန်သွားမယ်ဆိုတာမျက်ဖြူဆိုင်ပြီးကြံခဲ့မယ်ဆိုတာသိပြီးသားပဲငါကိုလည်းနင်အိုစော်နှံပြီးမြစ်တာကုန်ပြီပဲကြွေသောရော့ဝါပြတ်မဆက်လှသောအိမ်မပြတ်မမတ်တဲ့ငါနားလေတယ်မင်းကငါစူးစမ်းဖြတ်ရမှာပေါ့တမဏိဆိုတာမိနဲ့တိုက်မှာရေးပြောတာစိတ်ကိုစိတ်ချင်းဖြတ်မှတန်ကိုတန်ချင်းဖြတ်မှနှလုံးသားကိုနှလုံးသားချင်းဖြတ်မှပြတ်တာငါဖြတ်ပါမယ်ငါနှလုံးသားအကြည်မွခံပြီငါဖြတ်ပါမယ်မျက်ရည်တွေကဂျင်းစမွန်မကြီးပါပြင်ပေါ်ကိုစီးကျလာပြန်တယ်မနေ့ကဆိုငါတညလုံးအိမ်မပြောဘူးနင်ဘလောက်လိမ်နေကောင်မလေးနဲ့နင်ဖြစ်နေပြီဆိုတာငါသိတာပေါ့ငါစဉ်းစားကြည့်တယ်နင်မိမယူမယ်ဆိုရင်ငါဖြတ်နိုင်မလားဆိုတာဟိုးတွေးလိုက်တာနဲ့ဟိုတုန်းကစားခဲ့တောက်ခဲ့ပျော်ခဲ့ပါခဲ့လှူခဲ့တန်းခဲ့တာတွေရုပ်ချင်ပြလို့ကုန်းပေါ်ဖျားတော့နာတော့ပြုစုတာတွေခီးသွားတဲ့အခါပညာတာတွေအကုန်ပေါ်မျက်ရည်တွေပဲတွေ့ကြပြီးအိမ်မပြောတော့ဘူးတညလုံးလင်းအားကြီးမှအရက်ထတောက်ပြီးအိပ်ပြစ်လိုက်ရတာဟိုတုန်းကဟာတွေကဟိုတုန်းကပဲလို့ကျုပ်ပြောပြီးပြီပဲတော်ပါတော့အရေးကြီးတာကပြတ်သားရမှာကကျုပ်တို့ရဲ့ရှေ့ဆက်ရမယ်ဘဝပဲဩနင်ကတော့ဘယ်တွေးကျင်ပါမလဲဘယ်တတိယကျင်ပါမလဲရက်ဆက်နိုင်ပြီကိုငါ့ကိုမုန်းပြီကိုခမားကိုကျုပ်တန်ရောစဉ်ရှိတယ်လို့ပြောပြီးပြီဂျင်းစမမကြီးမျောလင်းတကြီးနဲ့လင်းတဲ့ကလေးကိုကြည်ရှာတယ်နင်တန်ရောစဉ်ရှိတယ်ဆိုရင်ငါနဲ့ဘာဖြစ်လို့မနေနိုင်တာလဲဘာဖြစ်လို့ငါနဲ့တစ်သက်လုံးမနေနိုင်တာလဲ